တင်ကညဆိုရင်အရှင်တွေရိုက်နေတာဖြစ်တဲ့အတွက်နောက်ဘဝကျရင်ရှင်တကောင်ဖြစ်လာနိုင်ပါတယ်ဒါဆိုရင်အခုတည်းကတင်ပေးလိုက်ပါမယ်တင်ကရှင်တကောင်ဖြစ်သွားပြီဆိုရင်ကျွန်တော်အရေးပြဖို့နားလိုက်တဲ့အခါတင်းရဲ့နှကန်းဟာနောက်ကိုခောက်သွားပြီးတော့အရှောင်းလေးရှောက်ရှောင်းထွက်လာပါလိမ့်မယ်အဲ့ဒီတဲကအနှရှောင်းနဲ့အရေပြားကိုစတင်ဖောက်ထွင်းရမှာပါနောက်ထပ်အနှရှောင်းကတော့လွှတ်သွားပုံစံအသွားလေးတွေနဲ့ကျွန်တော်အရေပြားကိုဘေးကိုကားပေးလိုက်ပါဒါမှအနာပေါက်ကပွင့်သွားပြီးကြံတဲ့အက်တွေဝင်ရလွယ်ကူမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ပြင်စမမြောက်အရှောင်းကကျွန်တော်အရေပြားအောက်ထဲမှာသွေးကြောလေးရှိမဲ့နေရာကိုလိုက်ရှာရပါမယ်သွေးကြောကိုတွေ့တာနဲ့အရှောင်းကိုထိုးသွင်းပြီးကျွန်တော်သွေးတွေကိုဆုပ်ယူနိုင်ပါပြီဒီလိုသွေးဆုံနေတဲ့တစ်ချိန်တည်းမှာပဲစရမမြောက်အရှောင်းကနေတင်းရဲ့တတွေးတွေကိုအနာထဲကိုထည့်လိုက်ပါဒီတတွေးတွေကထုံစည်းလိုအာနိသင်ရှိသလိုသွေးမခဲအောင်လဲလှုပ်ဆောင်ပေးတာကြောင့်တင်သွေးဆုံနေတာကိုကျွန်တော်ကလုံးဝသတိမထားမိပဲဖြစ်နေမှာပါတင်ဟာသွေးတွေအဝါဆုပ်ပြီးပြန်တက်သွားတဲ့အခါမှသာကျွန်တော်ခန္ဓာကိုယ်ကတုတ်ပြန်မှုကြောင့်ရာရန်လာပြီးတင်ကြိုက်တာခံလိုက်ရမှကျွန်တော်သိရတာဖြစ်ပါတယ်အကယ်၍တင်ကအရှင်အထီးဖြစ်နေမယ်ဆိုရင်တော့ဒါတွေတင်သွားเสียရမလိုပါဘူးဘာဖြစ်လို့လဲဆိုရင်သွေးဆုပ်တာကအမားတွေပဲဖြစ်လို့ပါတင်ကအဖိုးဖြစ်နေမယ်ဆိုရင်ပြားတွေနဲ့အတူတူပန်းဝတ်ရီကိုပဲစားသုံးရမှာပါတင်ကအမားဖြစ်နိုင်တယ်ဆိုရင်တော့ဒီဗီဒီယိုကိုဆက်ကြည့်ရမှာပါလူတွေရဲ့80%ဟာသူတို့ရဲ့သွေးမျိုးစားကဘာလဲဆိုတာကိုအရေးပြားကနေတဆင့်တရားတတ်တစ်မျိုးအနေနဲ့ထုတ်လွှတ်ပေးပါတယ်တင်ကအဲ့ဒီအနက်အချက်ပြမှုကိုအဝေးကနေအာရုံခံနိုင်ပါတယ်တင်ဟာသွေးမျိုးစား A ကထွက်တဲ့အချက်ပြမှုထက်အိုကထွက်တဲ့အချက်ပြမှုကိုပိုပြီးဆွဲဆောင်မှုရှိတယ်လို့ခံစားရပါလိမ့်မယ်လူတွေစားတော့ရွေးတယ်လို့မျိုးတင်းအတွက်တော့အိုသွေးကပိုပြီးအရသာရှိနေတဲ့အနက်မျိုးဖြစ်နေမှာပါအိုသွေးမှာပါဝင်တဲ့ပရိုတင်းနဲ့အမိုင်နိုအက်ဆစ်အချို့ဟာတင်ဥဖို့အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုပိုပြီးပေးစွမ်းနိုင်ပါတယ်ဒါကိုတင်ကအလိုလိုသိနေမှာပါဒီလိုနဲ့တင်ကတူနဲ့လူတွေကိုဒုက္ခပေးပါတော့မယ်တင်းစီကကြားရတဲ့ဦးဆိုတဲ့အတန်ဟာတင်းရဲ့ပါဇက်ကထွက်လာတာမဟုတ်ပါဘူးတင်ဟာတစ်စက္ကန့်ကိုအတောင်မှန်ချိန်450ကနေ600အထိအလွန်မြန်တဲ့နှုန်းနဲ့ခတ်နိုင်ပါတယ်အဲ့ဒီလိုအတောင်မှန်ခတ်တဲ့တုံခါမှုကြောင့်ထွက်လာတဲ့အတန်ဖြစ်ပါတယ်ကျွန်တော်တို့ဟာနှာခေါင်းနဲ့ပါးစပ်ကနေကာဗွန်ဒိုင်အောက်ဆိုက်တွေကိုအမြဲထုတ်လွှတ်နေတာကြောင့်တင်ဟာဒီဓာတ်ငွေ့ကိုအလွန်အာရုံခံနိုင်တာကြောင့် CO2 အများဆုံးထွက်တဲ့ကျွန်တော်တို့ရဲ့မျက်နှာနဲ့ဥကောင်းနာတစ်ဝိုက်ကိုတဝဲလဲလဲလာလုံနေပါလိမ့်မယ်ဒီလိုလုပ်တဲ့အခါမှာလည်းသတိထားရပါလိမ့်မယ်မဟုတ်ရင်တင်ကသွေးမဆုပ်လိုက်ရခင်မှာပဲပြောင်းဆိုတဲ့အတန်ကိုကြားပြီးတင်ဘဝကိုအစားကနေပြန်စားရပါလိမ့်မယ်တင်ရဲ့အတောင်မှန်ခက်တန်အားရှင်ဖိုတွေကိုဆွဲဆောင်ပါတယ်ရှင်ဖိုတွေကဒီဝူးဆိုတဲ့အတန်ရဲ့အနေအမြင့်ကိုနားထောင်ပြီးတင်ကိုလိုက်ရှာကြပါလိမ့်မယ်တင်ကိုသူတို့ရှာတွေ့သွားပြီဆိုရင်တော့တင်ဟာသွေးဆုပ်တာကြောင့်နှစ်ပတ်ကနေတလားလောက်ထိကိုအသက်ရှင်နိုင်ပါတယ်ရှင်ဖိုတွေကတော့တစ်ပတ်လောက်ထိပဲအသက်ရှင်နိုင်ပါတယ်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်